မိုဟာမက်ဆာလာဘရူနိုဂူမာရိစ်နဲ့နောက်ဆုံးရပြောင်းရွှေ့တဲ့တွေကိုလက်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါမတ်စတော့မန်မှာကြိုဆိုပါရဗျမိုဟာမက်ဆာလာတဲ့နဲ့ကျွန်တော်တို့စမယ်မိုဟာမက်ဆာလာကိုတူရကီဘောလုံးသမိုင်းတစ်လျှောက်မှာအမြင့်ဆုံးလာစာငွေနဲ့ကမ်းလှမ်းလိုက်တဲ့ Transfer Sport ပေါ့နော်လက်ရှိကျွန်တော်တို့တစ်နှစ်ကိုယူရိုကျွန်တော်တို့19တန်းထိပေးပြီးတော့မိုဟာမက်ဆာလာကို Transfer အသင်းကကမ်းလှမ်းခဲ့တာဖြစ်ပါတယ်ဒီအပြောင်းရွှေ့တာတကယ်လို့ဖြစ်မြောက်ခဲ့မယ်ဆိုရင်ပေါ့မိုဟာမက်ဆာလာကတူရီဘောလုံးသမိုင်းတစ်လျှောက်မှာအမြင့်ဆုံးလာရှာရရှိတဲ့ကစားသမားအဖြစ်မှတ်တမ်းဝင်သွားမှာလည်းဖြစ်တယ်ပြီးခဲ့တဲ့ရက်တွေမှာတော့ကျွန်တော်တို့ဒါမိုဟာမက်ဆာလာကဘေးစစ်တဲ့အသင်းနဲ့ရောက်ရှိမယ်ဆိုပြီးတော့လည်းကျွန်တော်သတင်းတွေတောက်လျှောက်ထွက်ပေါ်ခဲ့တယ်ဒါဝါဆွေးနွေးမှုအစီအမပြေခဲ့လို့လားဘာလားတော့မသိလက်ရှိတော့ကျွန်တော်တို့ဒါမရောက်ဘူးအခု Transfer Sport ကတော့လက်ရှိကမ်းလှမ်းခဲ့တယ်ဒီကမ်းလှမ်းမှုကိုဆာလာအနေနဲ့ဘယ်လိုမျိုးကျွန်တော်အကြောင်းပြန်မလဲเนาะဒါကိုကျွန်တော်ဆက်လက်ဆောင်ကြည့်ရမယ်ပေါ့နောက်ထပ်အပြောင်းရွှေ့ကလည်းစိတ်ဝင်စားစရာကောင်းတယ်နျူကာဆယ်ရဲ့ကွင်းလယ်ကစားသမားဘရူနိုဂူမာရစ်ဒီကစားသမားကပြီးခဲ့တဲ့ရက်သပတ်တွေကအာဆင်နယ်အသင်းကိုဟျောက်ပြီးခိုးပြီးဆိုပြီးတော့เนาะနောက်လျှောက်သတင်းတွေတက်ပြီးတော့လုံးဝ confirm ဖြစ်သွားတဲ့ပုံစံမျိုးနဲ့တက်ပေမဲ့လည်းမနေ့အထိကိုနျူကာဆယ်အသင်းကအာဆင်နယ်ကန်လန်မှုကိုညှင်းဆန်ခဲ့ပါတယ် register လုပ်ထားပါတယ်ဘရူနိုဂူမာရစ်ကတော့ဒါအာဆင်နယ်ကိုပြောင်းချင်ကြောင်းနျူကာဆယ်ကိုဒါပြောကြားထားပြီးသားအဓိကတော့အပြောင်းအရွှေ့မှာကြံ့ကြာခဲ့တာကတော့အဓိကကြောင်းရွှေ့ခြင်းကြောင့်ပါเนาะပြောင်းရွှေ့ခြင်းပေါ့အခုကတော့ကျွန်တော်တို့နျူကာဆယ်အသင်းကဘရူနိုဂူမာရစ်ကိုယူရိုတန်85တန်းနဲ့အာဆင်နယ်အသင်းကိုရောင်းချဖို့အတွက်သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်ဒါကြောင့်ဒန်ရောဒဲဖြစ်သွားပြီလုံးဝ confirm ဖြစ်သွားပြီเนาะဒါကျွန်တော်စစ်စစ်မှုပါညာအောင်မြင်ပြီဆိုရင်တော့ကန်နာဒါဖြစ်ပါပြီဗျဒါတော့ဘရူနိုဂူမာရစ်ဘရူနိုဂူမာရစ်ကိုခေါ်ယူတဲ့ပုံမှာလည်းကျွန်တော်နည်းနည်းလေးပြောချင်တာကလက်ရှိအာဆင်နယ်ခေါ်ယူမှုကမှန်ကန်တယ်ဘာလို့လဲဆိုတော့ Declan ပြီးခဲ့တဲ့ရာသီ Declan ကိုတောက်လျှောက် run နဲ့ Declan ကတောက်လျှောက်ကျွန်တော်ဒါကွင်းအလဲအရှိအနောက်တောက်လျှောက် run ရတာသူ့ကိုနားပေးလို့မရတဲ့ကစားသမားဒါပေမဲ့အခုကျွန်တော် Bruno Guimaraes ကိုခေါ်ယူခဲ့တဲ့အတွက်ကြောင့်မို့လို့ဒါကျွန်တော် Declan နဲ့ကျွန်တော်တွဲဖက်ကစားခိုင်းမလားဒါမှမဟုတ်ရင် Declan ရဲ့နေရာမှာပဲကျွန်တော်မိနစ်ခွဲသုံးရမလားဒါဆိုရင် Declan တက်ကဝင်ဖို့တော်တော်လေးပေါ့သွားမယ်ဆိုတော့ဒါ Arsenal ခေါ်ယူမှုကမှန်တယ်လို့ပြောလို့ရတယ် Guimaraes ကလည်းတကယ်ကိုကောင်းပါတယ်เนาะနောက်ဆုံးသတင်းကတော့ကျွန်တော် Manchester United အသင်းရဲ့ကိုသမားအာလင်ဘိုင်ယာကလက်ရှိကျွန်တော်စက်တာအပီကိုအသင်းတို့အငှားတွားရောက်ကစားဖို့အတွက်သဘောတူညီမှုရရှိခဲ့ပြီပေါ့နော်ဒါကျွန်တော်လက်ရှိသတင်းရဆိုလို့ရှိရင်ဒါစက်တာပီကိုအသင်းက Manchester United အသင်းနဲ့ဒါပေါ့နော်ဒီဘိုင်ယာပြောင်းရွှေ့ဖို့အတွက်ကိုသဘောတူညီခဲ့ပြီး Manchester United အသင်းကလည်းပြီးခဲ့တဲ့ဒါဒီအခုရာဒီမှာပဲကျွန်တော်တို့ဒါ league ကိုသမားပေါ့နော်ဒါလော့ကိုခေါ်ယူထားတာခါရထားတယ်ဆိုတော့လာကျွန်တော်ဘယ်ဟင်တာကိုကျွန်တော်ဒါအငှားချခဲ့တာပေါ့ဘောကူသမားတွေများနေမှာဆိုတော့အငှားချခဲ့လို့တော့ထင်ပါတယ်လက်ရှိလီကူသမားကိုလည်းကာဘရစ်ကအသုံးပြုနေတာကိုလည်းတွေ့ရတယ်ပေါ့နော်ဒါဘရူနိုဂူမာရစ်ကတော့ဒန်အော်ဒဲဖြစ်သွားပြီလုံးဝ confirm ဖြစ်သွားပြီရောက်ပြီဒါမိုဟာမက်ဆာလာကတော့လက်ရှိTransfer Sport ရဲ့ကျွန်တော်တို့ဒါကန်လန်မှုကိုလက်ခံမလားညှင်းဆန်မလားစောင့်ကြည့်ရမယ် Manchester United အသင်းရဲ့ကိုသမားကျွန်တော်ဒါဘယ်ဟင်တာကလည်းအငှားတော့ရောက်ကစားဖို့အတွက်သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်နောက်ထပ်ရတဲ့ update တွေကိုထပ်မံတင်ဆက်ပေးပါမယ်။ brother တို့ရောဒီကစားသမား3ယောက်ကိုဘယ်လိုမျိုးမြင်လဲ။ comment ရေးခဲ့နိုင်ပါတယ်ဗျ။ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးကြညီကိုတွေအားလုံးကျေးဇူးများတင်ပါတယ်ဗျ။